အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဒေါက်တာဖြိုးစရာရေးသားထားတဲ့သူ့နေရာကိုမရောက်ဘူးသေးဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်တစ်ခါတလေကြာတွေးမိတယ်မြန်မာပြည်ကစစ်ဗိုလ်ချုပ်တွေနေရာသာငါရောက်ခဲ့ရင်ရောဒါမှမဟုတ်ငါအဖေသာဗိုလ်ချုပ်တစ်ယောက်ဖြစ်ခဲ့ရင်ရောငါအခုလိုအတွေးမြင်ရှိပါမလားအခုလိုရပ်တည်နိုင်ပါမလားဆိုပြီးအမှန်ပြောရရင်မသေးကြပါဘူးမသေးကြပါဘူးဆိုတာထက်လက်ရှိစစ်ဗိုလ်ချုပ်တွေသူတို့သားသမီးတွေလိုပဲတွေးမြင်ဖို့ရွေးချယ်ဖို့ရပ်တည်ဖို့များပါတယ်ဒီလိုပြောလို့သူတို့ကိုနားလည်ပေးရမယ်ခွင့်လွှတ်ပေးရမယ်သူတို့မှန်နေမဆိုလို့ဘူးနော်လူကိုမတိုက်နဲ့စနစ်ကိုတိုက်လို့ပြောချင်တာစနစ်မပြောင်းမဲအဲ့ဒီထဲလူတွေပဲပြောင်းထည့်လိုက်လို့မရဘူးအဲ့ဒီလူတွေပါပြောင်းသွားလိမ့်မယ်အကျွမ်းမဲ့အာဏာဆိုတာလူကိုရစ်မှုသွားစေတယ်မဟုတ်လားသူတို့နေရာမရောက်သေးတဲ့အချိန်မှာတော့ဒီကောင်တွေဘာဖြစ်ညာဖြစ်တိုင်းပြည်ကိုမငဲ့ဘူးဘလို့ခိုးတယ်လက်စားတယ်စသဖြင့်ပြောနိုင်တာပေါ့သူတို့လောက်ကြီးမဟုတ်သေးတာတော့အာဏာဖြစ်ဖြစ်လုတ်ပိုင်ခွင့်ဖြစ်ဖြစ်လက်နက်ဖြစ်ဖြစ်ပါဝါလေးတစ်ခုနင်းလောက်ကလေးရက်လိုက်ရင်ကိုပဲအလွဲသုံးစားလုပ်လာကြတာတွေမြင်နေကြားနေရတာပဲမဟုတ်လားအထင်ကိုမရှိခြင်းဟာစိတ်ကြွယ်ရအရက်နဲ့တူတယ်လူကိုမဟုတ်တာလှုပ်ချင်စိတ်တွေဖြစ်လာစေတယ်အဲ့ဒါကိုစနစ်နဲ့ထိန်းကျောင်းမှပဲရေရှည်အတွက်ကောင်းမှာဖြစ်ပါတယ်ဆိုရှယ်မီဒီယာမှာလူဒန်းစားကွာဟမှုကြောင့်ဖြစ်လာတဲ့ကွဲပြားမှုတွေကိုအထင်သာမြင်နေရတယ်လူတချို့ဘလို့မှယုံမှာမဟုတ်တဲ့အရာတွေကိုတချို့ကယုံနေတယ်လူတချို့အတွက်လောင်ပြောင်စရာအမှုပညာဖန်တီးမှုတွေကိုတချို့ကတအားနှဲသက်နေတယ်လူတချို့အတွက်လိန်ညာဖြစ်နေတာတွေကတချို့အတွက်အားကိုးစရာမျော်လင့်စရာဆွဲကင်ထားစရာကောက်ရိုးတမြင်ဖြစ်နေတတ်တယ်ဥပမာကထိန်မှာတချင်းတွေအကျယ်ကြီးဖွင့်ပြီးကနေတာမျိုးဘာသာရေးကိုခုတုံးလို့ချင်းထဲတာတွေကိုအဟုတ်ထင်နေတာမျိုးတစ်တော်ဆယ်လီတချို့ကိုအားပေးကြတာမျိုးနတ်ဘေးရင်စတာတွေကိုအလွန်အမင်းယုံကြည်အားကိုးကြတာမျိုးတွေပေါ့တက်တက်ပြောရရင်တောသားတာဇန်လို့သုံးလုံးခံရသူတွေပါကျွန်တော်ကတော့တတ်နိုင်သမျှအနောက်ပြောင်ပြီးတော့မသုံးမိအောင်နေပါတယ်ဘာလို့ဆိုတော့သူတို့လိုအနေထားသူတို့လိုဖြတ်တန်းမှုသူတို့လိုပညာရေးတော့ပဲကျွန်တော်ရခဲ့ရင်ကျွန်တော်လဲတောသားတယောက်ဖြစ်နေမှာမို့လို့ပါပဲအခုတော့ပြောနိုင်တာပေါ့ပညာလဲကောင်းကောင်းသင်ခွင့်ရနိုင်ငံရဲ့ခြားနဲ့လဲထိတွေ့ခွင့်ရတော့အမြင်ကျနေတာကိုဒါတော့အာမနာရန်ပြောရရင်ကျွန်တော်တို့ဆိုတာလဲဘလုံးကောင်းလဲလာတာနေတာပါပဲနောက်ချေရောက်ခွက်တွေကဖားတငယ်တွေပါပဲနိုင်ငံခြားလဲရောက်သွားရောအနည်းဆုံးအစပိုင်းတော့ကျွန်တော်တို့အားလုံးတာဆန်နေဖြစ်ခဲ့ကြတာပဲလေကျွန်တော်သာတစ်ပတ်6ရက်အိမ်ကူလုပ်ပြီးတနင်္ဂနွေတရက်ပဲထက်လဲခွင့်ရသူဖြစ်ရင်ကျွန်တော်သာ4တန်းပဲအောင်ပြီးရရလှုပ်ထွက်လို့အဲဒီကမှတစ်တော့လေးသုံးပြီးစိတ်ပန်းဖြေရသူဖြစ်ရင်ကျွန်တော်သာစေကူစရာပတ်စံမရှိလို့ဖျားကုပေးတဲ့ဒီဆီယာမတပါအားကိုးစရာမရှိတော့ရင်အဲ့ဒီလိုတွေးကြည့်လိုက်တဲ့အခါနားလည်ပေးနိုင်သွားပါတယ်ပြဿနာရဲ့အရင်းအမြစ်ဟာပညာရေးနှိမ့်ချမှုတိုင်းပြည်ဆင်းရဲမွဲတေမှုတွေနဲ့သွားဆိုင်နေတယ်ဆိုတာလဲသဘောပေါက်သွားလိမ့်မယ်အဲ့ဒီလိုပဲဘဝပြဿနာတွေရွေးချယ်မှုတွေနဲ့ပတ်သက်လာရင်လဲတယောက်နဲ့တယောက်အခြေအနေချင်းတွေမတူကြဘူး toxic relationship တွေကယုံထွက်လိုက်ပါလားနေမို့လို့စိတ်ဆင်းရဲခံနေတယ်ပြောညံ့လိုက်တာဒီလိုပြောတတ်ကြတယ်ပြောတဲ့သူကြည့်လိုက်တော့ငယ်ဘွားကလည်းတာတာရရမိသားစုကလည်းသူ့နောက်မှာလက်ရှိ relationship ကလည်းအဆင်ပြေဒီတော့ပြောနိုင်တာပေါ့ဟိုခမကငယ်ကလေးကဘသူရဲ့ချစ်ချင်းမြတ်တာကိုမှမရခဲ့ရှာဘူးခုလက်ရှိလဲသူ့နောက်ကိုပြန်လဲကြည့်ရင်သူ့အရေးပဲရှိတယ်ဒီတော့ယုံမထွက်နိုင်တာယုံမထွက်ရတာဘာဆန်းတယ်လဲတခါတလေလဲကျွန်တော်တို့ဟာအချိန်အခါတွေခစ်တွေမတူတော့တာကိုနှိုင်းရှင်ပြီးအဖြစ်တင်ကြအဆုံးဖြတ်ပေးတတ်ကြပြန်သေးတယ်ဥပမာ1990တုန်းကမိန်းမတစ်ယောက်အိမ်အောင်ကွဲဖို့ဟာ2020ကမိန်းမတစ်ယောက်ထက်ပိုခတ်တယ်အများကြီးပိုစဉ်းစားရတယ်ကျွန်တော်တို့မိဘတွေတုန်းက
parenting ဆိုတာဘာမှမသိခဲ့တဲ့အတွက်ခုခေတ်မိဘတွေလို့တော့နားလည်မှာမဟုတ်ဘူး။အဲ့ဒါကိုကိုယ့်အခြေအနေနဲ့အရင်ခေတ်ကလူတွေကိုလှမ်းတိုင်းလို့မရဘူး။အဲ့ဒီတုန်းကတော့အဲ့ဒီလိုပဲဆုံးဖြတ်ကြပြုမှုကြမှာပဲ။ကိုယ်သာအဲ့ဒီခေတ်မှာလူဖြစ်နေရင်လည်းဒီလိုပဲရွေးချယ်မိလှုပ်ဆောင်မိမှာပဲ။ဒါကိုသတိချက်ထားဖို့လိုပါတယ်။ဒါကြောင့်ခုနောက်ပိုင်းကျွန်တော်စီးတစ်ခုထားဖြစ်လာတယ်။ငါသူတို့နေရာမှာဆိုရင်ရောသူတို့လိုမလုပ်ပဲနေနိုင်မလား။နေနိုင်တာတေချာမှပဲဝေဖန်တော့တယ်။ကိုအဲ့ဒီနေရာမရောက်သေးလို့သူတို့လိုမဖြစ်သေးတာကို moral high ground ယူပြီးတဆုံးတွေမပြောချင်တော့ဘူး။နေနိုင်တာတေချာတယ်ဆိုတာတော့ကိုထင်တာပဲရှိပါသေးတယ်။တကယ်နေနိုင်ကသူတို့နေရာရောက်ဖို့မှပဲသိနိုင်မှာပါ။ဘလို့ပဲဖြစ်ဖြစ်အနည်းဆုံးအဲ့ဒီလောက်ကလေးကိုပြန်မေးပြီးမှဝေဖန်ကြအဆုံးဖြတ်ပေးကြရင်ပိုကောင်းပါတယ်။လက်ဆယ်ချောင်းတောင်တစ်ချောင်းနဲ့တစ်ချောင်းမတူကြပါဘူး။လူတွေဆိုအမျိုးမျိုးကွဲပြားတာပေါ့။ပင်ကိုယ်ပိစမတူဘူး။ငယ်ဘဝတွေမတူဘူး။တံမိုးထားမှုတွေမတူဘူး။ရှင်သန်ကြီးပြင်းရတဲ့ကျင်လည်ရတဲ့ပတ်ဝန်းကျင်တွေမတူဘူး။စားသုံးတဲ့မီဒီယာတွေမတူဘူး။ကိုယ့်အကြောင်းပဲကိုသိကိုယ့်ဘဝပဲကိုနားလဲကိုယ့်စံနှုန်းကပဲအမှန်ဆိုတဲ့လူတွေရဲ့ဘဝဟာတိတ်ကျဉ်းမြောင်းလွန်းပါတယ်။ကိုမရောက်ဖူးတဲ့ဘဝတွေအကြောင်းကိုလည်းနားလည်ရမယ်။ဒါကိုကိုချင်းစာတရားလို့ခေါ်တာမို့လား။အဲ့ဒါကကိုယ့်အမြင်တွေကိုကျဲစေတယ်။လူတွေကိုပိုနားလည်လာစေတယ်။အဆုံးအဖြတ်တွေပေးပြစ်တင်ကဲ့ရဲ့နေမဲ့အစားဒါသူ့ရွေးချယ်မှုပဲလေဆိုတာမျိုးသဘောထားပြီးနိုင်လာပါလိမ့်မယ်။ Help more just less တဲ့များကူညီအဆုံးဖြတ်ပေးတာနည်းနည်းလျှော့ကိုယ့်လိုအခြေအနေမဟုတ်တဲ့သူတွေစီကနေဘယ်လိုလုပ်လိုက်ပါလားဒါကြီးကတော့မဖြစ်သင့်ဘူးနော်ဆိုတဲ့စကားတွေကြားကျင်ကြတာမဟုတ်ပါဘူးတခါတလေဆိုဒေါသတောင်ထွက်မိပါသေးတယ်လူနေတာကအကူအညီပါအဲ့ဒါကိုပေးလိုက်တာကပဲပို့ပြီးအဆင်ပြေသွားစေပါတယ်ဘဝမျိုးရှိတာမို့လူတိုင်းအတွက်ကတော့အသုံးတဲ့ချင်မှတဲ့မှာပါကျွန်တော်ကျင့်သုံးပြနေတဲ့လူမှုစည်းကမ်းတစ်ခုကိုမျှဝေလိုက်တာပဲဖြစ်ပါတယ်ဒေါက်တာဖြိုးတီဟာ6ရက်5လ2024